ကျွန်တော်နှစ်ဖူတစ်ခါတော့ပြန်ဆန်းပေးလို့ရမှာကျွန်တော်ဘဝမှာလေအခုလိုမျိုးနှွေးထွေးမှုရတာဒါပထမဆုံးအချိန်မို့လို့ပါဟယ်လိုမြို့မမလားကျွန်တော်ရေရှုခန်းထဲအခုမှထွက်လာလို့အားဆိုလေဦးလိုက်တယ်နော်ကျွန်မဖုန်းချလိုက်တော့မယ်ဟိုလေဖုန်းချပြီးပြန်ဆက်မှာလားကျွန်တော်နည်းအေးမိပြီးဖျားချင်နေတော့အေးမတက်တယ်ဆိုလို့ရှိရင်လည်းစိတ်တောက်ပြီးတော့အိတ်လိုက်တော့လीနော်ဟုတ်ခဏနေတော့ကျွန်တော်အိတ်လိုက်ပါမယ်အမေဟိုစိတ်တော့မရှိဘူးရှင်းတော့နားထောင်ရတာဖျားတော့မယ်ထင်တယ်ကျွန်မဆေးလာပို့ပေးရမလားရပါတယ်မျိုးမမပင်ပန်းနေအောင်မယ်ဒါဆိုလို့ရှိရင်လည်းရင်နွေးလေးပြပြတောက်ပြီးတော့နွေးထွေးလေးနေပြီးအိတ်လိုက်နော်မဖြစ်သေးပါဘူးကျွန်မဆေးလာပို့မယ်နော်ဟယ်လိုမျိုးမကျမအမေလည်းရှင့်လိုပဲလေခဏခဏအေးအေးမိပြီးတော့ဖျားတတ်တယ်မရောက်ဆေးလေးတောက်ပြီးတော့အိတ်လိုက်နော်ကျေးဇူးပါလေကော်ဖီလေးပါလေမတောက်တော့လားကျွန်တော်ဖြောတိုက်မယ်လေရှင့်ကိုကြည့်ရတာဖျားနေပြီထင်တယ်ရပါတယ်ဘာမှဖြစ်ပါဘူးအေးစံညာပဲဟိုတယ်မှာပဲနေရလားများတော့အပြင်ဟိုတယ်မှာလောင်းစင်းနေရများတယ်ရှင့်ယုံနေနေလို့လားဆိုတော့အဲ့ဒါလည်းပါတယ်မယုံမခုနကလိုလေကျွန်တော်နှစ်ဖူတစ်ခါတော့ပြန်ဆန်းပေးလို့ရမှာကျွန်တော်ဘဝမှာလေအခုလိုမျိုးနှွေးထွေးမှုရတာဒါပထမဆုံးအချိန်မို့လို့ပါရှင်လည်းအထီးကျန်နေရလူပဲထင်တယ်နောက်ဆိုတယောက်တည်းလျှောက်ပြီးတော့တွေးမနေနဲ့ပေါ့တကူဆိုရင်ကျွန်မစီကိုဖုန်းဆက်လိုက်နော်